နေတယ်လို့ဆွေးနွေးပွဲမှာအဓိကပါဝင်သူဖြစ်တဲ့မတ်ဝေဝေနုကပြောသွားပါတယ်။ဒါနဲ့ပတ်သက်လို့ဆွေးနွေးပွဲအပြီးမှာမတ်ဝေဝေနုကို VOA ကမေးကြည့်တော့ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးরোহিঙ্গার ওরে মগবাগির আর মগবাগির দাসে নজরিয়ত আর রোহিঙ্গাতি মগর ওর নজরিয়তর উজু করা ফুরিব ইয়ানোর ওরে কিছু রোহিঙ্গা অকল দাসে 24 ঘন্টা দুপাত দে ইয়ানোর কিছু কথাবার্তা ইবে তুলিয়ে নিয়ে অসুখ ভাল্লা ပြတ်မှတ်ထားပြီးတော့နှီးပေါင်းစုံနဲ့ဖျားပိတ်ခင်ရတဲ့လူမျိုးစုတစုကိုကျမတို့ပြန်ပြီးတော့မှအပြစ်ဖို့ပြီးတော့ကျမတို့ပြည်သူတွေနဲ့ဗမာပြည်သူတွေပေါ့နော်ဒီတိုင်းပြည်လုံးဝပြည်သူတွေနဲ့ရိုဟင်ဂျာတွေကိုလူမျိုးတိုက်သလိုမျိုးစကားပြောဆိုမှုတွေ victim blaming လုပ်တာတွေဒီလိုမျိုးဖျားပိတ်ခံရတဲ့အစုအဖွဲ့ victim ဖြစ်နေတဲ့အစုအဖွဲ့ကိုကျမတို့ပြစ်တင်တဲ့ပုံစံမျိုးတွေပြောတာဟာဒါဟို ဒါကောင်းမွန်တဲ့ပြောဆိုမှုမျိုးလို့ကျွန်မမမြင်ဘူး healthy ဖြစ်တဲ့ကျွန်တော်တို့လူဖွဲ့စည်းအတွက်ဒါ healthy ဖြစ်တဲ့ပြောဆိုမှုလို့လည်းကျွန်မမမြင်ဘူးပေါ့နော်ဒါမှမဟုတ်စိုးရင်စရာကောင်းပါတယ်ဒီလိုမျိုးဟိုခေါင်းဆောင်တွေအနေနဲ့ကကျွန်တော်တို့ပြောချင်တာကရခိုင်ကောင်းဆောင်တွေပဲဖြစ်ဖြစ်ရိုဟင်ဂျာတွေပဲဖြစ်ဖြစ်ပေါ့နော်ရိုဟင်ဂျာကောင်းဆောင်တွေပဲဖြစ်ဖြစ်ဒီလိုကောင်းဆောင်ပိုင်းမှာတာဝန်ယူနေရတဲ့ Niyash falan var. Niyash bir ara var Allah Allah. တာဝန်တည်တည်ပြောဖို့လိုပါတယ်ဒီလိုမျိုးကျမတို့တစ်ဖက် community ကိုနစ်နာစေမဲ့ပုံစံမျိုးဒါမှမဟုတ်ရင်လည်းရန်တိုက်ပေးနေတဲ့ပုံစံမျိုးတွေနောက်ဒီ victim blaming လုပ်တဲ့ပုံစံမျိုးတွေပြောရဲဆိုတာကအမတန်စိုးရင်စရာကောင်းပါတယ်လို့ပဲကျမကမြင်ပါတယ်ဟုတ်အဲ့တော့ဒီလိုဆွေးနွေးပွဲညီမबहुत खता এবার খতা হইলে রোহিঙ্গা মগকলে লেখাজোখা গরত দেহীন মজিন মকল লেডার অকলে গম সকলে জিন লেখাজোখা গরত দে লেখাজোখা হিম মজিন আর রোহিঙ্গা অকলে লেখে দে হিম মজিন দুনি পাঠে দুনি লেডারে সদর বদর গরম মাঝে দশা দাসে গুসা আয়েরে আকৃতি রোহিঙ্গা কোমর বড় পরে মগের নমানের আর রোহিঙ্গা দিয়ান আর হক আছে দিয়ান তো রোহিঙ্গা ইয়ান মাগের ইয়ান হর তো আখরত তো গুসাগিন রোহিঙ্গা কোমর জিনে হন বাজাও জানা হিনর ফিডে ওর ফরের ইন ইব্বার কথা তো এন্দলে অদলে আখরতি মুসিবত থান কোমর ফিডে ওরে জারগই কোমর ফিডে ওরে জারগই আর বর্মার ডলাদলিত বর্মার মাঝে আছে যে দেশের টাকল যে দুন আছে ইন বেকিনো ডলাদলিত তার মানে অথ সদুম মানুষ আর খান জমিনত ফয়দে ওই থাকি বাদে রেঙ্গুন গিয়ে যে কুঁড় ধরে বান ধরি ফেলে এই কুঁড় এসছে সাড়ে দা হাতে ধরো তেলত দেখ ইয়ানিরে কথা বারসুরত সদে এবার বৈঠক ডর হেডে যাই কথাবার্তা হইয়ে সদে দিশারে দি হই ভাই যে রোজার মাঝে নিয়ে সূর্য ফালাই নেভারের নিয়ে আইসর ওরে নিয়ে আসা আগে তো বেড়ান থেরান নছিল ভাল্লা ইয়া কিনে করে ফোলা বেড়া আমার ছেলে ফান এন্দিল মিক্কা লাগে না যা দেখিলাম এরিয়া বোলা বেড়া আমার দল মিক্কিও লাগে রোহিঙ্গাတွေပဲဖြစ်ဖြစ်ပေါ့နော်ရိုဟင်ဂျာကောင်းဆောင်တွေပဲဖြစ်ဖြစ်ဒီလိုကောင်းဆောင်ပိုင်းမှာတာဝန်ယူနေရလူတွေဟာဆိုရှင်ကျမတို့ကတတိရှိရှိနဲ့တာဝန်တည်တည်ပြောဖို့လိုပါတယ်ဒီလိုမျိုးကျမတို့တစ်ဖက် community ကိုနစ်နာစေမဲ့ပုံစံ Bonjour yedin onu ya. ဟုတ်ရင်လည်းရန် Kon တိုက် gayet basarı tırırsın oğlum. နောက်ဒီ To komal life et sure risabe zadbi. ဆိုတာကအမတန်စိုးရင်စရာကောင်းပါတယ်လို့ပဲကျွန်မမြင်ပါတယ်ဟုတ်အဲ့တော့ဒီလိုဆွေးနွေးပွဲညီမအရေးဆွေးနွေးပွဲတွေ Washington DC လို့နေရာမှာကျင်းပတာဘယ်လောက်အချိန်ပါလဲရှင်ဒီလို Washington DC လို့နေရာမှာကျင်းပတာအမတန်မှအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာဆိုလို့ရှိရင် American အစိုးရတင်မကပါဘူး။ဒီ American မှာရှိနေတဲ့ဒီ think tank တွေဒီ
သူတေသနာပညာရှင်တွေနော်အဲ့လူတွေဟာလည်းဒီမှာအဓိကအခြေချနေထိုင်တာဖြစ်တယ်ဒီကျောင်းတွေမှာဒီလိုမျိုးကျင်းပရဲဆိုပေမဲ့ကျောင်းသားတွေတက်တက်လာတာမဟုတ်ဘူးခုနရက်ဖက်အဖွဲ့အစည်းတွေနိုင်ငံတကာ international NGO တွေပြီးလို့ရှိရင်ခုနပြောတဲ့ think tank တွေ policy makers တွေအစိုးရဟိုဒီမှာဆိုရှင်ခုဆိုတဲ့အစိုးရအရာရှိတွေပါတယ်เนาะအဲ့လိုလူတွေလာတဲ့ခါကျတော့သူတို့အနေနဲ့ကကျမတို့တွေရဲ့အတန်ကိုကျမတို့တွေရဲ့အမြင်တွေကိုနားထောင်ဖို့အမတန်ရေးကြီးရဲ့အဲ့ဒါမှကျမတို့ကသူတို့ရဲ့အမြင်တွေကိုလည်းပို့ပြီးတော့မှဗမာကိစ္စနဲ့ပတ်သက်ပြီးတော့